ကျွန်တော် DC fan တွေအားလုံးကကယ်တင်ပေးလိုက်တဲ့ series လေးတစ်ခုထွက်လာတယ်အဲ့ဒါအားလုံးပဲသိတဲ့အတိုင်းပဲဒီ HBO ကရိုက်တဲ့ဒီ Green Lantern series ပေါ့နော်ဒါက15နှစ်ကြာပြီးတဲ့နောက်ပိုင်းမှာပထမဆုံးပြန်လည်ရိုက်ကူးတဲ့ဒီ live action solo Green Lantern series လေးဖြစ်တယ်ပေါ့နော်ကျွန်တော်ကဒီနေ့မှာဒီ series ကဘာကြောင့်ကြည့်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပြီးသွားတဲ့အခါကျလို့ရှိရင်ပုံမှန်ကြည့်နေရတဲ့ပို့ပြီးတော့အရသာရှိမယ်လို့အာမခံတယ်ဆိုတော့စားလိုက်အောင်ဝေးမစားခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကဲစားလိုက်အောင်နောက်ဆက်တဲ့တုန်းက Ryan Reynolds ရိုက်ကူးခဲ့တဲ့ Green Lantern ရုပ်ရှင်ပြီးရဲ့နောက်မှာပေါ့နော်ဒါပထမဆုံးထွက်ရှိလာတဲ့ဒီ Green Lantern solo project ပဲကွာဒီ15နှစ်နီးပါးအတွင်းမှာ DC နဲ့ WWE ဘက်ကလည်းဒီ Green Lantern ဇာတ်ကားမျိုးထပ်ရိုက်ဖို့အတွက်တော်တော်လေးကိုရင်လင်းနေခဲ့ကြတာဒီလေးတွေဆိုတဲ့အကြောင်းကလည်းသူတို့ကရိုက်သမျှ ဖေးနေတော့ဒီတစ်ခေါက်မှာရောသူတို့ကပြန်ပြီးတော့အဖက်ဆင်နိုင်မှာလားဒီ series ရောအောင်မြင်မှာလားဆိုတော့ကျွန်တော်ထပ်ပြီးတော့ကြည့်လိုက်အောင်တခါဆိုရင်ဒီ DC ရဲ့ဂျိန်းကန်ကိုယ်တိုင်က Ryan Reynolds ကိုဖုန်းဆက်ပြီးတော့ Hell Jordan နေရာမှာပြန်ပြီးတော့တရုပ်ဆောင်လုပ်ဖို့ရှိသေးလားဆိုပြီးတော့စနောက်ခဲ့ဘူးတယ်ဒါကလုံးဝဟာသားတက်ကွာသူတို့ကဒီဇလန် series ကိုရိုက်ကူးဖို့အတွက်အစာတွေက plan နေရှိပြီးသားဒီ series ပုံစံရောဘယ်လိုရှိမလဲဆိုတော့ဒီ series ကရုပ်ရှင်မဟုတ်ကွာ HBO ရဲ့နာမည်ကြီးတဲ့ True Detective လိုမျိုးစုံတော့ဇာတ်ကားတွေလိုပုံစံမျိုးရိုက်ထားတာကွာ James Gunn နဲ့ DCU ကလည်းတရားဝင်ချိတ်ဆက်ထားတာဖြစ်လို့နောက်မှထွက်လာမဲ့ဒီ Man of Tomorrow ဆိုတဲ့ Superman ရုပ်ရှင်မှာလည်းဒီ Green Lantern နေရာပါအောင်ပါဆိုတော့ series နာမည်က Lantern ဆိုတဲ့ပုံစံဆိုတော့ပြောရမယ် Green Lantern တကောင်လည်းရှိရမဟုတ်အများကြီးရှိရဆိုတဲ့ပုံစံမျိုးပုံဖော်ထားမှသိကြတယ်ဇလဲချင်းကိုပြောမယ်ဆိုလို့ရှိရင်လည်းဒီအသက်အရွယ်ရလာဖြစ်တဲ့ဒီ Hell Jordan အာကာသမှာစောင့်ကြည့်နေတယ်ကွာဒီကဘာမြေရဲ့ Green Lantern အသက်ဖြစ်လာမဲ့ဒီ John Stewart ကိုလက်တွဲခေါ်တာပေါ့နော်ဆိုတော့သူတို့ကဒီ Nebraska ဆိုတဲ့ရွာငယ်လေးမှာဖြစ်ပျက်နေတဲ့ဒီလျှို့ဝှက်စမ်းကြံမှုတွေကိုကစုံစမ်းစစ်ဆေးပြီးတော့ဒီစုံတောက်ဇလန်ပုံစံမျိုးသွားမှာအဲ့တဲ့စုံတောက်ဇလန်နေတဲ့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကဒီဇလန်ထဲမှာဆိုလို့ရှိရင်ဒီ Hell Jordan ကအတိတ်နဲ့ဒီလက်ရှိပေါ့နော်ဒီ10နှစ်တစ်ချိန်ဒီခုန်ကူးနေပြီးတော့ပုံဖော်ပြသထားတာလည်းတွေ့ရတယ်အဲ့ဒါကပို့ပြီးတော့ထူကြတာပေါ့နော်ဒီ series ရဲ့ဆိုတော့လွန်ခဲ့တဲ့17နှစ်ကရိုက်ကူးခဲ့တဲ့ဒီ Green Lantern ရုပ်ရှင်နဲ့ဘာကွာမလဲအရင်တော့ Ryan Reynolds ရိုက်ခဲ့တဲ့ရုပ်ရှင်ကလုံးဝရည်စရာကွာကလေးတွေကြိုက်ကြတဲ့ဒီတောက်ပတဲ့ super hero ဇာတ်လမ်းမျိုးတွေဒါပေမဲ့အခုကလုံးဝကွဲပြားသွားပြီအခုဟာကလုံးဝ True Detective လိုမျိုး Game of Thrones လိုမျိုးလူကြီးတွေအတွက်တီးတန့်ထုတ်ထားတဲ့ R-rate လုံးဝ death sentence series တစ်ခုကွာအမှန်နဲ့အပြတ်အသက်ခွာပထမပိုင်းမှာတော့ကွာဒီစုံတော့ဆန်ဆန်စစ်ဆေးမှုတွေစကားများတဲ့အပိုင်းလေးတွေနဲ့နည်းနည်းပြင်းဖို့ကောင်းတယ်ဆိုပေမဲ့ episode 5ရောက်လာတာနဲ့အမျှပို့ပြီးတော့ဆက်ရှင်တက်လာမယ်လို့ပြောထားမျိုးရှိရကွာအဲ့ဒါတော့ဟုတ်မဟုတ်ဆက်ပြီးတော့ကြည့်ရမှာပေါ့နော်ကျွန်တော်တို့အခု episode 1ကြည့်ပြီးတဲ့နောက်ပိုင်းမှာတော့ဘယ်လိုခံစားရလဲဆိုလို့ရှိရင်နောက်ထပ် series sorry နောက်ထပ် episode တစ်ခုကိုမျှော်နေရလောက်တဲ့အထိကိုခံစားရပေါ့နော်ဟိုကိုရီးယားကားလိုမျိုးဒီ series ကလည်းဒီ Green Lantern comic တစ်ခုကိုအခြေခံထားတာဆိုတော့ဒီ comic ကြိုက်တဲ့လူတွေရောနောက်ပြီးတော့ဒီ True Detective လိုမျိုးစုံတော့ဇာတ်ကားတွေကြိုက်တဲ့လူတွေအတွက်ပါလုံးဝမဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်လိုပဲကျွန်တော်ပြောချင်တယ်ဗျာအပိုင်း၈ပိုင်းထိပါဝင်လာမှာဖြစ်ပြီးတော့ဒီဇလန်ရဲ့အသေးစိတ်အချက်လက်တွေကိုလည်းကျွန်တော်အပတ်စဉ်တင်ဆက်ပေးပါမယ်နောက်ပြီးတော့ဒီ Green Lantern series ထဲမှာဘယ်ကောင်ကလူဆိုးဆရာကြီးလဲဆိုတော့လည်းဗီဒီယိုတစ်ခုထပ်လုပ်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်နေရင် subscribe လုပ်ဖို့တောင်းဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ် see you guys